Hello everyone, welcome from Terrabanino. ဒီနေ့ဗီဒီယိုလေးရကြတော့အနာဂတ်ကိုပြောင်းလဲနိုင်လားဆိုတဲ့မိကုန်းအတွက်ကိုဖြည့်ပေးချင်တာဖြစ်ပါတယ်။အနာဂတ်ကိုပြောင်းလဲနိုင်လား Tarot Reader တွေ Fortune Teller တွေပြောထားတဲ့အတိုင်းပဲအနာဂတ်ကအမြဲတမ်းဖြစ်လာမှာလား။အဲ့နဲ့ပတ်သက်တဲ့ဟာလေးကိုဖြည့်ပေးချင်ပါတယ်ပေါ့နော်။အဆုံးအနေနဲ့အနာဂတ်ဆိုတာကဖြစ်ကိုဖြစ်လာမယ့်အရာလားဆိုလို့ရှိရင်တော့no ပါတရားရခိုင်တော့ဖြစ်ကိုဖြစ်လာမယ်ဆိုအရာဆိုပေရမှမရှိပါဘူးလူတိုင်းကအချင်းအလိုက်တောင်နေကြောင်လုံးနေလုံးရက်တဲ့တွားနေပုံနေဖရှင်ပြုပြင်ပြောင်းလဲပုံနေကိုဖြစ်လာတဲ့ပုံနေပုံမှုတည်ပြီးတော့မှအနာဂတ်ဟာပြောင်းလဲသွားနိုင်ပါတယ်ဆိုတော့ Tarot Reader တွေ Fortune Teller တွေပြောရတဲ့အတိုင်းပဲတရားရခိုင်တော့ဖြစ်လာတာမျိုးတော့မဖြစ်နိုင်ပါဘူးအဲဒါကြောင့်မလို့နည်းနည်းမှန်တဲ့လူနဲ့များမှန်တဲ့လူပဲရှိနိုင်ပါတယ်ဒါကလည်းဘာကြောင့်လဲလို့ပြောလို့ရှိရင်ကိုယ်မကောင်းတာတစ်ခုပြောလိုက်တယ်ဆိုလို့ရှိရင်ကိုကတတိထားရတယ်နော်။ဒါပြဟောထားတဲ့အတိုင်းပဲဖြစ်ကမယ်ဆိုတော့ကန်တစ်ခုပါလာရဲဆိုလို့ရှိရင်တော့ဖြစ်မှာဆိုမှပဲမဲ့ကိုယ့်ရဲ့အရှင်ကြောင့်မလို့တော့တချို့သောကန်တွေကိုကိုယ်ကွင်းနိုင်ပါတယ်။ချို့သောကန်တွေကိုပို့ပြီးကောင်းအောင်လုပ်နိုင်ပါတယ်။ဒါဆိုလို့ရှိရင်ဘာဖြစ်လို့ Tarot Reader တွေ Fortune Teller တွေကိုTarot တွေ Fortune တွေကိုပြောခိုင်းရအောင်ပါလေ။ဒီချက်ဖြေရတော့ရှင်းပါတယ်။အဲ့ဒါကဘာဖြစ်လို့လဲလို့ပြောလို့ရှိရင်Tarot Reader တွေFortune Teller ပေါ့နော်။ဘာဖြစ်အနာဂတ်ကိုဟောပြောပေးရလူဆိုတာကလူတွေကို advice ပေးနိုင်မှုအတွက်လူတွေကို suggestion ပေးနိုင်မှုအတွက်လူတွေကိုအကူအညီပေးနိုင်ဖို့အတွက်လမ်းပြပေးနေတဲ့လူတွေဖြစ်ပါတယ်။သူတို့ပြောထားလို့တရားရခိုင်နှုန်းဖြစ်လာမယ်ဆိုပြီးတော့အယူဒီးရမျိုးမဟုတ်ဘဲနဲ့ကောင်းတာတွေပြောလိုက်တဲ့အခါမှာဒီအရာကတကယ်ဖြစ်လာအောင်လို့ဘယ်လိုမျိုးကြိုးစားရမလဲ။ဟောတာတွေဟောလိုက်တဲ့အချိန်မှာလည်းဒီအရာကိုကွင်းအောင်လို့ဘယ်လိုမျိုးကြိုးစားရမလဲ။တကယ်တော့ကျမတို့ပေါ့နော်လီနိုတို့တွေကဒါဘာနဲ့ပို့ပြီးတူလဲဆိုလို့ရှိရင်တော့ guardian အနေနဲ့ပို့တူရဲ guideline ချပေးရလို့ရပို့တူရဲပေါ့နော်။ဒီမှာဒီလိုပုံစံဖြစ်လာနိုင်တယ်။အနာဂတ်မှာဒီလိုလေးရောကောင်းသွားနိုင်လို့လိုလေးရောဆိုသွားနိုင်တယ်။အဲ့ချိန်မှာ client တွေဘက်ကနေပြီးတော့မှ mindset တွေကိုပြောင်းလဲမယ် action တွေကိုပြောင်းလဲမယ်။လုပ်တဲ့အရာတွေနဲ့မလုပ်တဲ့အရာတွေကိုပြန်လဲခွေခွင်းပြီးတော့မှ logical ကြနဲ့ဘဝကိုအကောင်းဆုံးဖြစ်အောင်လို့တည်ဆောက်မယ်ဆိုလို့ရှိရင်မကောင်းဘူးလို့ခေါ်ထားတဲ့အရာတွေကခွေခွင်းသွားနိုင်ပါတယ်။ဒါပေမဲ့ကိုကကောင်းမယ်လို့ဟောခံထားရပြီးတော့မှမကောင်းတာလည်းဖြစ်သွားနိုင်တယ်။ကောင်းမယ်လို့ပြောခံထားရတဲ့ကြောင့်မလို့ဘာ action မှမယူတော့ရင်ဆိုတဲ့အချိန်မျိုးဖြစ်ပါတယ်။ဆိုတော့ Tarot ကြောင့်မလို့တရားခိုင်တော့မှန်တာမျိုးမဟုတ်ဘဲနဲ့ကိုယ့်ရဲ့ action ကြောင့်မလို့ပဲကိုယ့်ရဲ့အနာဂတ်ကိုဆုံးဖြတ်ပေးပါတယ်။ဒါလေးကတော့ဖြစ်ပါတယ်။ကျေးဇူးများတင်ပါတယ်။ Tarot မေးချင်တယ်ဆိုလို့ရှိရင် DM မှာလာမေးလို့ရပါတယ်။ Bye